မင်္ဂလာပါဒီနေ့မက်ဒရစ်မြန်မာကနေတင်ဆက်ပေးမှာကတော့ဂျူးဘယ်လင်ဂမ်ရဲ့ဘဝဇာတ်ကြောင်းပဲဖြစ်ပါတယ်ဂျူးဘယ်လင်ဂမ်ကို2003ခုနှစ်ဇွန်လ29ရက်နေ့မှာအင်္ဂလန်နိုင်ငံစတော့ဘရစ်မြို့မှာမွေးဖွားခဲ့ပါတယ်သူ့ဖေဟာငိမ့်စားရဲရရှိတယောက်ဖြစ်တဲ့အပြင်အဲ့ဒီချိန်အင်္ဂလန်နိုင်ငံရဲ့ပရီးမီးယားဒီဗီးရှင်းလိုလိမျိုးမှာကန်တဲ့ဘောလုံးသမားတယောက်လည်းဖြစ်ပါတယ်သူ့ဖေဟာမက်ဘယ်လင်ဂမ်ဖြစ်ပြီးတော့သူ့မှာဂျိုးဘယ်လင်ဂမ်ဆိုတဲ့ညီတယောက်လည်းရှိပါတယ်ဘယ်လင်ဂမ်အသက်10နှစ်အရွယ်မှာပဲဘာမင်ဂမ်သင်းရဲ့အကယ်ဒမီမှာဘောလုံးအားကစားကိုစတင်သင်ကြားခဲ့ပါတယ်။အသက်15နှစ်အရွယ်မှာတော့ဘာမင်ဂမ်ရဲ့ U23 အသင်းမှာဝင်ရောက်ကစားခဲ့ပါတယ်။ခြေစွမ်းအလွန်ကောင်းမွန်တာကြောင့်အဲ့ဒီချိန်ပရီးမီးယားလိဂ်အသင်းကြီးတွေအပြင်ဘာစီလိုနာအသင်းကပါခေါ်ယူဖို့စိတ်ဝင်စားခဲ့ကြပါတယ်။အသက်16နှစ်အရွယ်မှာတော့ခြေစွမ်းကပုံပိုကောင်းမွန်လာခဲ့ပြီးတော့ဘာမင်ဂမ်အသင်းရဲ့ပထမဆုံးဂိုးသွင်းတဲ့အသက်ငယ်ဆုံးကစားသမားစံချိန်တင်ခဲ့ပါတယ်။မန်ယူနဲ့ချက်စီတို့လိုအသင်းတွေကခေါ်ယူဖို့ကမ်းလှမ်းခဲ့ပေမဲ့ဘယ်လင်ဂမ်ကတော့ညှင်းပယ်ခဲ့ပါတယ်။အသက်19နှစ်အရောက်မှာတော့အင်္ဂလန်ကဒိတ်ကျဲကလပ်တွေအစားဂျာမနီကဒေါ့မွန်အသင်းကိုပြောင်းရွှေ့ကစားခဲ့ပါတယ်။ဒေါ့မွန်အသင်းဟာဘယ်လင်ဂမ်ကိုပေါင်25သန်းနဲ့ခေါ်ယူခဲ့ပါတယ်။ဒါအသက်18နှစ်အရွယ်ဘောလုံးကစားသမားတစ်ယောက်အတွက်များပြားတဲ့ငွေကြေးသုံးစွဲမှုလည်းဖြစ်ခဲ့ပါတယ်။ဒေါ့မွန်အသင်းကိုဆက်ရောက်တဲ့ရာသီမှာပဲ DFB ပိုကယ်ဖလားကိုရရှိခဲ့ပါတယ်။2022ကာတာကမ္ဘာဖလားမှာသွင်းယူခဲ့တဲ့ကောင်းတိုက်ခိုးဟာသူကစားသမားဘဝပထမဆုံး International သွင်းဂိုးဖြစ်ခဲ့ပါတယ်။ဂျူးဘယ်လင်ဂမ်ပါဝင်တဲ့အင်္ဂလန်အသင်းဟာ2022ခုနှစ်ကာတာကမ္ဘာဖလားမှာပြင်သစ်ကိုရှုံးပြီးကွာတာဖိုင်နယ်ကနေလှည့်ပြန်ခဲ့ရပါတယ်။ဒေါ့မွန်မှာကစားတဲ့2022-23ရာသီမှာတော့အထူးခြေစွမ်းပြကစားနိုင်ပြီးတော့အဲ့ဒီနှစ်ဘွန်ဒလီဂါရဲ့ Player of the Season European Golden Boy ဆုတို့ကိုပါရရှိခဲ့ပါတယ်။အဲ့ဒီနှစ်ဘွန်ဒလီဂါမှာတော့မှတ်ပေးဖလားကိုမရရှိခဲ့ဘဲနဲ့ဘိုင်ယန်မြူးနစ်ရဲ့နောက်ဒုတိယနေရာနဲ့သာကျေနပ်ခဲ့ရပါတယ်။ဂျူးဘယ်လင်ဂမ်ဟာဒေါ့မွန်အသင်းအတွက်300ရာသီစုစုပေါင်း132ပွဲကစားခဲ့ပြီးတော့24ဂိုးသွင်းယူခဲ့ပါတယ်။2023-24ဘောလုံးရာသီရောက်မှာတော့ဂျူးဘယ်လင်ဂမ်ဟာသူ့ရဲ့အရေးသွေးကိုထပ်မံမြင့်တင်ဖို့အတွက်စပိန်ကလပ်ရီယယ်မက်ဒရစ်အသင်းထံပြောင်းရွှေ့ကစားဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူ့ရဲ့ငယ်ဘဝအိမ်မက်ဟာရီယယ်မက်ဒရစ်ရဲ့ဘာနေပြူကွင်းမှာကစားခွင့်ရဖို့ဖြစ်ပါတယ်။ဒီအိမ်မက်တွေကတကယ်ပဲဖြစ်လာခဲ့ပါတယ်။ရီယယ်မက်ဒရစ်အသင်းဟာဂျူးဘယ်လင်ဂမ်ကိုယူရို115သန်းအထိပေးချေခေါ်ယူခဲ့ပါတယ်။ရီယယ်မက်ဒရစ်သမိုင်းမှာအင်္ဂလန်ကစားသမားတစ်ယောက်အတွက်သုံးတဲ့အများဆုံးသောငွေကြေးလည်းဖြစ်ခဲ့ပါတယ်။ဘယ်လင်ဂမ်မရောက်ခင်ကရီယယ်မက်ဒရစ်အသင်းဟာအရင်လကြာတီလာလီဂါမှာဒုတိယနေရာနဲ့ကျေနပ်ခဲ့ရသလိုချန်ပီယံလိဆီမီဖိုင်နယ်မှာလည်းမန်စီးတီးကွင်းမှာ၄ဂိုးပြတ်နဲ့ရှုံးနေပြီးပြိုင်ပွဲကနေအချက်တကွဲလှည့်ပြန်ခဲ့ရပါတယ်။ဒါပေမဲ့ဘယ်လင်ဂမ်ရောက်လာချိန်ကစပြီးအသင်းရဲ့ကစားကွက်ဟာတိတိတတ်တာကောင်းမွန်လာခဲ့ပါတယ်။ဘယ်လင်ဂမ်ဟာနံပါတ်5ဂျာစီကိုဝတ်ဆင်ခဲ့ပြီးတော့သူကစားတဲ့ position ကတော့ attacking midfield လို့ခေါ်တဲ့ကွင်းလယ်တိုက်စစ်မှာပါ။ဒါပေမဲ့ဘယ်လင်ဂမ်ဟာတိုက်စစ်မှုတစ်ယောက်နဲ့ထင်အောင်ထင်မှားဖြစ်ရလောက်အောင်ဆက်ရောက်တဲ့ရာသီမှာပဲဂိုးတွေဇက်တိုက်သွင်းယူခဲ့ပါတယ်။ဂိုးသွင်းယူပြီးတိုင်းမှာလည်းလက်နှစ်ဖက်ကိုဆန့်တန်းပြီးတော့အောင်ပွဲခံခဲ့တဲ့ပုံစံဟာသူ့ဘဝရဲ့ iconic celebration ဖြစ်ခဲ့ပါတယ်။အဲ့ဒီရာသီ Spotify Camp Nou မှာကန်တဲ့ဘာစီလိုနာနဲ့အကလက်စီကိုပွဲကိုမှတ်မိကြအောင်ပါပါ။အသင်းဟာမိနစ်60ကျော်အထိဘာစီလိုနာကိုတကိုးကိုမရှိနဲ့အရေးနှိမ့်နေခဲ့တာပါ။အဲ့ဒီပွဲမှာဘယ်လင်ဂမ်ဟာ68မိနစ်မှာခြေပါကိုသွင်းယူပေးခဲ့သလို62မိနစ်မှာပါအနိုင်ဂိုးကိုထပ်မံသွင်းယူပေးခဲ့ပြီးတော့အသင်းရဲ့စူပါဟီးရိုးတစ်ယောက်နေချင်းညချင်းဖြစ်လာခဲ့ပါတယ်။ရီယယ်မက်ဒရစ်လိုအသင်းရဲ့အရေးပါတဲ့စူပါစတားတစ်ယောက်ဖြစ်လာတဲ့နဲ့ညီလာလီဂါတိုင်းတွေရဲ့မျက်စိစပယ်မွေးဆူးမှုကိုလည်းတချို့ပွဲတွေမှာခံခဲ့ရပါတယ်။အဲ့ဒီရာသီဘာစီလိုနာနဲ့ကန်တဲ့အက်ကလက်စီကိုဒုတိယပွဲမှာလည်း62မိနစ်မှာအနိုင်ဂိုးကိုဘယ်လင်ဂမ်ကပဲသွင်းယူပေးခဲ့ပြန်ပါတယ်။အသင်းအတွက်အရေးကြီးတဲ့ပွဲစဉ်တွေမှာအံ့ဩစရာကောင်းလောက်အောင်စွမ်းဆောင်ရည်တွေကိုထပ်မံပြသခဲ့ပါတယ်။ရီယယ်မက်ဒရစ်သမိုင်းတစ်လျှောက်ဒေးဗစ်ဘက်ခန်းနဲ့ဂျွန်နသန်ဝူကိတ်တို့ကိုကြော်ပြီးတော့ဂိုးသွင်းများဆုံးအင်္ဂလန်ကစားသမားဖြစ်လာခဲ့ပါတယ်။အဲ့ဒီနှစ်လာလီဂါမှာဘာစီလိုနာကို10မှတ်တာနဲ့ရီယယ်မက်ဒရစ်အသင်းဟာလာလီဂါဖလားကိုရရှိခဲ့ပါတယ်။ဂျူးဘယ်လင်ဂမ်ရဲ့ပထမဦးဆုံးသောလာလီဂါဖလားလည်းဖြစ်ပါတယ်။ဒါပေမဲ့ဘယ်လင်ဂမ်ရဲ့အောင်မြင်မှုတွေဟာဒီလောက်နဲ့ပဲရပ်တန့်မသွားပါဘူး။အဲ့ဒီနှစ်ချန်ပီယံလိကွာတာဖိုင်နယ်မှာမန်စီးတီးအသင်းနဲ့တွေ့ဆုံခဲ့ပြီးတော့ပယ်နတီဆုံးဖြတ်နဲ့နောက်တစ်ဆင့်ကိုတက်ရောက်ခဲ့ပါတယ်။ဆီမီဖိုင်နယ်မှာလည်းဘိုင်ယန်မြူးနစ်ကိုထပ်မံကျော်ဖြတ်နိုင်ခဲ့ပြီးတော့ဘယ်လင်ဂမ်ဟာအဓိကရေးပါတဲ့ခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။ဘယ်လင်ဂမ်နဲ့ရီယယ်မက်ဒရစ်အသင်းဟာချန်ပီယံလိဖိုင်နယ်တက်ရောက်နိုင်ခဲ့ပြီးတော့အင်္ဂလန်နိုင်ငံဝင်ဘလီကွင်းကြီးထဲမှာရှင်ပြန်ကစားရမှာပါ။ရှင်ပြန်ကစားရမယ့်အသင်းကတော့သူ့ရဲ့အသင်းဟောင်းဒေါ့မွန်အသင်းပဲဖြစ်ပါတယ်။အဲ့ဒီပွဲမှာလည်းဗီနီစီယက်သွင်းယူခဲ့တဲ့အနိုင်သေးချာစေမဲ့ဂိုးကိုဘယ်လင်ဂမ်ကဖန်တီးပေးနိုင်ခဲ့ပါတယ်။ရီယယ်မက်ဒရစ်ဟာဒေါ့မွန်အသင်းကို2ဂိုးကိုမရှိတဲ့အနိုင်ရရှိပြီးချန်ပီယံလိ15ကြိမ်မြောက်ကိုရရှိခဲ့ပါတယ်။ဘယ်လင်ဂမ်ကလည်းရီယယ်မက်ဒရစ်စားရောက်ကြောက်ချင်းနှစ်မှာပဲချန်ပီယံလိဖလားကိုရရှိခဲ့ပြီးတော့ဒါဟာသူ့ရဲ့ကစားသမားဘဝပထမဦးဆုံးသောချန်ပီယံလိဖလားလည်းဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။